လေးရတော့ကောင်းပါလေအားလုံးကလေအားလုံးကတော့ကောင်းတယ်အခုဒီကလေးတွေကြတော့ညီတယ်ကျွန်တော်ကဘယ်လိုရွေးချယ်လဲဆိုကျွန်တော်တို့ငကွာတော့ကျွန်တော်တို့မှာအရင်ကလည်းဒီပြည်နယ်နဲ့တိုင်းအသီးသီးကနေပြီးတော့ကျွန်တော်တို့ academy ကိုအရင်ဆုံး scouting လုပ်တယ်ပေါ့နော်ဒီကလေးတွေကလည်းအခုက new player လေးတွေပါပဲเนาะအဲ့တော့ academy ကိုကျွန်တော်12နှစ်နဲ့အရင်ဆုံးရွေးတယ်ရွေးပြီးကကျတော့ဒီ academy မန္တလေးမှာ academy မှာရှိတယ်ပြီးတော့ရန်ကုန် academy ရှိတယ်အဲ့နှစ်သင်းပေါင်းကလေးတွေရယ်ပြီးတော့အဲ့ဒါပြီးတော့အပြင်ကလေးတွေထပ်ပြီးကြံမှာဆိုလို့ဆိုပြီးတော့ကျွန်တော်တို့ပြည်နယ်အသီးသီးမှာထပ်ပြီးတော့ရွေးချယ်ပါတယ်ရွေးချယ်ပြီးတော့ပြည်နယ်နဲ့တိုင်းမှာရွေးချယ်ပြီးအဲ့ဒီအပြင်ကလေးရယ် academy မှာရှိပြီးသားကလေးရယ်စုပေါင်းပြီးဒီလိုကလေးတွေအများကြီးတွေကနေမှအခုကျွန်တော်16ယောက်ရွေးချယ်တာပါဟုတ်လေးတွေကတော့ကျွန်တော်တို့ကဒီအခြေခံ basic လေးတွေစပြီးတော့သွားတယ်ပြီးတော့ individual tactic technique လေးဒါပေမဲ့ကျွန်တော်တို့ကလေ့ကျင့်တဲ့အခြေလေးကတော့တိုးတောင်းတဲ့အတွက်သူတို့နားလဲလွယ်တဲ့အရာလေးတွေကိုကျွန်တော်တို့လေ့ကျင့်တယ်ပေါ့လေ့ကျင့်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအကြီးသေးတွေကတော့အရင်ကြီးtactic တွေအရင်ကြီးထည့်လို့ရပါမယ်ဒီကလေးတွေကျတော့ကိုပြောသလောက်သူတို့ဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့ကလေးနားလဲလွယ်တဲ့ကလေးလေးတွေဒီ12နှစ်လေးတွေနားလဲလွယ်တဲ့နီးစနစ်လေးတွေနီးပရိယယ်လေးတွေကျွန်တော်တို့ပေါင်းထည့်ပြီးတော့စိတ်ကြည်ခြင်းနဲ့သူတို့ကိုချင်းတီးချင်းနဲ့ပေါင်းဆက်ပြီးတော့လေ့ကျင့်ပေးပါတယ်ဟုတ်ပြိုင်ပွဲကတော့တကယ်တမ်းတော့ဒါအရန်ကြီးတဲ့ပြိုင်ပွဲပေါ့အခုကလေးတွေအတွက်တော့သွားတဲ့ကတော့ festival ဆိုရင်မဲ့လာပြိုင်တဲ့အသင်းတွေအရန်ကြီးတယ်တချို့ဆိုကျွန်တော်အရင်တော့ပထမတော့ဆိုဘာစီလိုနာနဲ့ကျွန်တော်ကစားရတာရှိတယ်ရှေ့3နှစ်လောက်တော့ဒါဘာစီလိုနာဆိုတော့ဒါအများလဲသိပြီးသားကိစ္စပဲပေါ့နော်ဘာစီလိုနာအသင်းကတော့အရန် strong ဖြစ်ပါတယ်အဲ့လိုအသင်းတွေနဲ့ထိပ်ပိုင်းမှာချင်ပြရမှာဆိုတော့ကျွန်တော်တို့ကပြိုင်ဆိုင်မှုကတော့အရန်ကိုပြင်းထန်ပါတယ်ခက်လဲခက်ခဲပါတယ်ဒါပေမဲ့ကျွန်တော်တို့မျှော်လင့်တာတော့အသင်းတွေကလည်းအရန်တော့ကောင်းနေတာတော့မဟုတ်ဘူးမဲ့ကျွန်တော်တို့ဂျပန်အသင်းတွေတော့ကျွန်တော်တို့အခွင့်အရေးအသာကြီးရအောင်ကျွန်တော်တို့ကစားမယ်ပေါ့နော်ကစားမယ်အပေါ်ကိုလည်းကျွန်တော်တို့ရနိုင်သမျှရအောင်ကျွန်တော်တို့သွားမယ်လို့စိတ်ကူးတာပါတယ်ဟုတ်ကလေးရတော့ကောင်းပါတယ်အားလုံးကလေအားလုံးကတော့ကောင်းတယ်အခုဒီကလေးတွေကြတော့ညီတယ်တယောက်နဲ့တယောက်ညီညွတ်တယ်လို့ပြောလို့ရတာပေါ့အရင်ဒီထဲမှာတော့တအားယူထူးချွန်တဲ့ထူးချွန်ပြီးတော့ထူးခြားနေတဲ့ကလေးတော့မရှိဘူးပေါ့နော်မရှိဘူးဒါပေမဲ့အရင်တော့ဆိုအောင်လာတို့ဒါလူပြည်သူလည်းသိတဲ့ဟာပေါ့နော်အောင်လာတို့ကလည်းဒီလိုယူထွဲကိုသွားဖို့တယ်အဲ့လိုကလေးကတော့သူများတွေတက်ကိုထူးထူးခြားခြားဖြစ်နေတာပေါ့ကျွန်တော်ဒီအသင်းမှာတော့အဲ့လိုထူးထူးခြားခြားဖြစ်တဲ့ player တော့မပါဘူးဆိုပေမဲ့ကလေးတွေကတော့သူ့အနေနဲ့သူအကုန်လုံးကောင်းတယ်ပြောမယ်ဆိုဒီပွဲကတော့ကျွန်တော် team work နဲ့သွားမယ်အခြေအနေပေါ့ကလေးတွေကညီလဲညီညွတ်တယ်အဲ့လိုလေးတော့ကောင်းကြပါဟုတ်